လမ်းကြောင်းလေးတက်ပြီးကံကောင်းအောင်မြင်လိုက်ရင်ကြီးကြီးကျယ်ကျယ်တွေထပြောတာလူတဘာဝပါပဲတဲ့ညီလေးကံမောပုံမချနဲ့ကံကောင်းမောပုံချတာအဲ့ဒါစောက်ဖြစ်မရှိတဲ့ကောင်တွေပုံချတာညီလေးတို့အပေါ်ယံကံကောင်းတာပါကွာဆိုတာရဲ့နောက်ွယ်မှာကျဲအောင်အကိုကြီးတို့ကြိုးစားခဲ့ရတဲ့ဥစ္စာကိုမင်းတို့မမြင်ဘူးကျမ်းမာရေးတွေပေးဆက်ရတယ်အချိန်တွေပေးဆက်ရတယ်ငွေကြီးတွေပေးဆက်ရတယ်နောက်ကျော်တာနဲ့ထိုးတာခံရတယ်သစ္စာဖောက်တာခံရတယ်အဲ့အောင်နာကျင်မှုတွေအများကြီးပဲအဲ့ဒီဝေဒနာတွေနဲ့ဖြတ်တန်းနေရတဲ့အချိန်မင်းတို့မမြင်ဘူးဒါပေမဲ့မင်းတို့မြင်တာပဲအချိန်လဲဆိုတော့တိုးတက်ပြီးတော့မှအပေါ်ရောက်သွားတဲ့ခါကျလွယ်လွယ်လေးပြောတာဒီကောင်ကံကောင်းလို့ပါကွာတချို့ကပါလဲဆိုတော့လူကြီးပွားသွားတာဘာတွေဥပဒေနဲ့မလုတ်ကင်းတာတွေလုံးလို့လည်းမသိဘူးဆိုတာမျိုးကလာတယ်အဲ့တချို့ရှိသေးတယ်အမျက်ကြီးစားလို့ဆိုတာမျိုးဒီမှာ comment တွေကြတို့ပြမယ်ကျုပ်ရောင်းနေတာ branded ရေမွေးတွေအဲ့ဒီရေမွေးရဲ့နာမည်ကို Google မှာရိုက်ပြီးထည့်လိုက်ပြီးဆိုတော့ official price ဘယ်လောက်ရှိတယ်ဆိုတဲ့ဥစ္စာချက်ချင်းကြလာတာအခုခေတ်ကကလေးတွေကအစ YouTube Google သုံးနေတဲ့ခေတ်တစ်ထောင်တန်ပစ္စည်းကိုတသိန်းရောင်းလို့ရတဲ့ခေတ်မဟုတ်တော့ဘူးသဘောပေါက်လားခေတ်ကြီးကတိုးတက်နေပြီဘာလဲဆိုတော့စူးစမ်းအထောက်မှုကျုပ်တို့ဖန်ဆင်းရှင်ဝါဒကိုယုံကြည်တဲ့ကျုပ်တို့ကိုယ်တိုင်ရဲ့ဖန်ဆင်းရှင်ဖရာကိုပြောထားတာစကားရှင်းရှင်းလေးပဲမင်းဘယ်အရာပေါ်မှာကြိုးစားမလဲအဲ့ဒီအရာနဲ့ပတ်သက်ပြီးမင်းအောင်မြင်မှုရမယ်သဘောတရားပါလဲဆိုတော့ငါဖန်ဆင်းရှင်ရအုံဖွဆိုပြီးလာပြီးတော့မှမလုပ်ပေးဘူးကြိုးစားမှမင်းလိုချင်တဲ့ဥစ္စာမင်းကြိုးစားတဲ့အပေါ်မှာမင်းအောင်မြင်မှုရမှာသဘောပေါက်လားကျုပ်ပြောတဲ့ဥစ္စာကြိုးစားမှုတစ်ခုနဲ့တော့မရအောင်ကျုပ်အမြဲတမ်းပြောတဲ့စကားကြိုးစားမှုရဲ့နောက်ွယ်မှာပါလဲဆိုဖြတ်ထိုးညံလို့တယ်ခေါင်းအရန်လို့တယ်နောက်တစ်ခုပါလဲဆိုဝရိယအဲ့ဒါတွေနဲ့အတူတူကျုပ်မှာလျှို့ဝှက်ချက်တွေရှိတယ်။ကျုံလုံးပြောပြမယ်အဲ့ဒါပါလဲဆိုကျုပ်ဘယ်တော့အခါမှာလောင်ကစားမလို့တစ်ကိုဖြတ်တာချတန်ကိုဖြတ်တာတန်ကြီးလူဖြတ်တာအရက်စီးပွားကိုဖြတ်တာလောင်ကစားလုပ်ပြီးချမ်းသာသွားတဲ့လူဆိုတဲ့ဥစ္စာကဘာပေါ်မှာ 0.5% ရဲ့အောက်မှာပဲရှိတယ်။ရုပ်ဆွအဆုံးဘောလုံးပွဲတော့မလောင်ဘောလုံးပွဲလောင်းဖို့မပြောနဲ့ဘောလုံးပွဲကြည့်ရတာလဲဝါသနာမပါဘူးကြည့်လည်းမကြည့်ဘူး။ကျုပ်အခုအသက်30ကျော်လာပြီနော်ခုချိန်ဒီဘောလုံးသမား3ယောက်ပဲတည်တယ်ရိုနယ်ဒိုရဲ့မက်ဆီရဲ့ဒေးဗစ်ဘက်ခန်ရဲ့ဒီ3ယောက်ပဲတည်တယ်နောက်တစ်ခုကဘာလဲဆိုတော့ကိုယ့်ကိုဖျက်ဆီးမဲ့အပေါင်းအသင်းလုံးဝမထားအောင်နော်အဲ့ဒီအရေးမပါတဲ့အရာတွေအတွက်ကိုအချိန်ပေးလေးလေးကိုယ့်ဘဝအတွက်ကိုအရေးပါတဲ့အရာတွေကအလန်းဝေးဝေးကိုရောက်သွားလိမ့်မယ်နောက်တစ်ခုဘာလဲဆိုတော့ကိုယ့်မိသားစုပေါ်မှာကိုဘယ်တော့အခါမှသစ္စာမပေါအောင်ကျုပ်အိမ်အောင်သက်12နှစ်ကျော်လာနေပြီမယားတယောက်တည်းပဲတာမမတ်မယားမမတ်ကျုပ်ပေါင်းတယ်ကျုပ်သားသမီးပေါ်မှာကျုပ်သစ္စာမဖောက်ဘူးကျုပ်သားမယားပေါ်မှာကျုပ်သစ္စာမဖောက်ဘူးငတ်နေချိန်မှာကျုပ်ရဲ့လက်ကိုဆွဲပြီးတော့မှလောကရန်တရားကိုရင်ဆိုင်ခဲ့တဲ့ကျုပ်မိသားစုကပြည်လဲလာတဲ့အခုလိုအနေထားမျိုးမှာကျုပ်တို့ရဲ့လက်ကိုမလွတ်လိုက်ဘူးအဲ့ဒါတခုကအရန်အရေးကြီးတယ်ဘယ်ဘာသာမှမဆိုတော့ငတ်နေတဲ့အချိန်တော့အတူတူကြိုးစားပြီးတော့မှပြည်လဲတဲ့အဆင့်အနေထားကိုရောက်သွားတဲ့အခါကျတော့မှနှစ်ယောက်ထဲကတစ်ယောက်ကအိမ်တော်ရေးဖောက်ပြန်ကြည့်ချက်ချင်းခွေးပြန်ဖြစ်တာပြောချင်တာပါလဲဆိုတော့ခင်ဗျားတို့မမြင်နိုင်တဲ့ဒီလိုအချက်တွေရှိတယ်အဲ့ဒါနဲ့အတူတူကြိုးစားတယ်ဝရိယထားတယ်ဖြတ်ထိုးညံသုံးတယ်အဲ့ဒီပုံမှာဘာဖြစ်လဲဆိုတော့တိုးတက်တဲ့အောင်မြင်တယ်ဒါကိုလာပြီးတော့မှကံတရားကောင်းပေါ်လာပြီးပုံမချတယ်နားခါတယ်သဘောပေါက်လားကျုပ်ပြောတာ